ဘဒူတွေကငါ့ကိုမဖိတ်ပဲငွေချိုင်နေတဲ့ကိတ်မုံကြီးစားနေကြတာလေငါလည်းစားချင်တယ်လို့အတန်ကြီးနဲ့ဟိမ့်ဟောက်လိုက်တယ် Storytime with D Channel မှာကြိုဆိုပါမယ် ကဲတာသာမီမီတို့ရေယုံကလေးတာသာနဲ့မော်မန်ပြောင်းပုံမြင်ရဲ့နောက်ဆုံးအပိုင်းလေးကိုရောက်လာခဲ့ပြီနော်ဘာရီများဆက်စစ်ကြမလဲပုံမြင်လေးကိုဆက်လိုက်ကြရအောင်နော်ကလေးတို့ရေအပိုင်းနှစ်မှာတာသာဟာသူ့ရဲ့ဒေါသကိုထိန်းချုပ်နိုင်ခဲ့ပြီးတငယ်ချင်းတွေနဲ့အတူပိုမိုလှပတဲ့ဂိမ်းမုံကြီးကိုစီစည်းလုံးလုံးလွတ်ခဲ့ကြတာကိုမမေ့ကြမှာပေါ့အခုပုံမြင်လေးရဲ့ဇာတ်သိမ်းပိုင်းဖြစ်တဲ့အပိုင်း၃မှာဘာရီဆက်ဖြစ်မလဲဆိုတာနားထောင်ကြည့်ရအောင်နော်အားလုံးပဲကိတ်မုံအစ်ကြီးကိုဝိုင်းကြည့်ပြီးပျော်နေကြတော့တောအုပ်အစွန်ကခြုံမှုကြီးတွေတုံခါသွားပြီးဝုန်းဝုန်းဆိုတဲ့အတန်ကြီးထွန်လာတယ်ဒရီဆန်လေးတွေအားလုံးကြောက်လန့်ပြီးငြိမ်ကြသွားတာပေါ့အဲ့ဒီအချိန်မှာပဲခြုံပုတ်ချဲကနေထွက်လာတာကတော့တခြားသူမဟုတ်ပဲဘိုက်အရန်စာနေတဲ့ဝဝန်ကြီးဘိုက်ပူထင့်နေပါတော့တယ်ဝဝန်ကြီးဟာမျက်နာကြီးစူးပုတ်နေပြီးဘသူတွေကငါ့ကိုမဖိတ်ပဲငွေကြိုင်နေတဲ့ကိတ်မုံတွေစားနေကြတာလေငါလည်းစားချင်တယ်လို့အတန်ကြီးနဲ့ဟင်းဟောက်လိုက်တယ်ဝဝန်ကြီးကအရန်ထွားကြိုင်တော့တရိတ်ဆာလေးတွေကကြောက်ပြီးပုံနေကြတာပေါ့အစတုန်းကဆိုရင်တာတာဟာဝဝန်ကြီးရဲ့ရိုင်းဆိုင်တဲ့အမှုရာကိုကြည့်ပြီးဒေါသထွက်မိမှာပါဒါပေမဲ့တာတာဟာအပိုင်းနှစ်ကအဘူရဲ့စကားကိုတတိယသွားတယ်ဒေါသကိုဒေါသနဲ့တုံ့ပြန်ရင်ရန်ခွဲပဲထင်မယ်တဲ့တာတာဟာအသက်ကိုပြင်းပြင်းရှူလိုက်ပြီးဝဝန်ကြီးဘိုက်ပူးစီကိုဖြည်းဖြည်းချင်းလျှော့သွားလိုက်တယ်တာတာကဥဝဝန်ကြီးခင်ဗျာကျွန်တော်တို့ကဥဝဝန်ကြီးကိုမေ့သွားတာမဟုတ်ပါဘူးဥဝဝန်ကြီးအိပ်ပျော်နေမှာဆိုလို့မနှိုးတာပါအခုတော့ကိတ်မို့ကအစင်သင်းထင်နေပြီဆိုတော့ကျွန်တော်တို့နဲ့အတူပျော်ပျော်ပါပါစားပါလားလို့ရင်ရင်ကြေးကြေးဖိတ်ခေါ်လိုက်တယ်ဝဝန်ကြီးဟာအန်အိုးသွားတယ်သူကရန်လုံးမယ်လို့ကြံရွယ်ထားပေမဲ့တာတာရဲ့နှွေးထွဲတဲ့အပြုံးနဲ့ဖိတ်ခေါ်မှုကြောင့်သူ့ရဲ့ခက်ချန်နေတဲ့စိတ်တွေဟာနှင်းတွေအီးပြောသလိုချက်ချင်းပဲပျောက်ကွယ်သွားတယ်ကွတကယ်ပဲလားငါ့ကိုတကယ်ကျွေးမှာလားလို့ဝဝန်ကြီးကအတန်းလေးတိုးသွားပြီးမေးရှာတယ်အဲ့ဒီအချိန်မှာပဲတခြားတငယ်ချင်းတွေကလည်းတာတာကိုအားချပြီးလာပါဥဝဝန်ကြီးရဲ့အတူတူစားကြရအောင်လို့ဝိုင်းခေါ်ကြပါတော့တယ်အဲ့ဒီနေ့ကပွဲတော်ကြီးဟာတောအုပ်သမိုင်းမှာအပျော်ဆုံးပွဲတော်ဖြစ်ခဲ့တာပေါ့ဝဝန်ကြီးဘိုင်ဘူကလည်းသူ့ရဲ့အားရင်နဲ့သူ့ပင်ဘောကတည်တည်တွေကိုအများကြီးခူးပေးတယ်အားလုံးလည်းကိတ်မှုကိုမျှဝေစားကြတယ်တာတာဟာသူ့ရဲ့ဒေါသကိုအောင်နိုင်ခဲ့ရုံတင်မကပဲသူ့ရဲ့ကျင်နာမှုနဲ့ဒေါအုပ်ထဲမှာရန်ပွဲမဖြစ်အောင်ဓာဆီးနိုင်ခဲ့တဲ့စစ်မှန်တဲ့သူရဲကောင်းလေးဖြစ်သွားပါတော့တယ်နေဝင်သွားတဲ့အခါမှာတော့ဒေါအုပ်လေးကငြိမ်သက်အေးချမ်းသွားပါတယ်တာတာဟာသူ့အိမ်လေးကိုပြိုင်နောက်တဲ့အခါမော်မန်ပြောင်းလေးကိုကြည့်လိုက်တယ်မှန်ပြောင်းထဲမှာအဖိုးကအပြုံးနဲ့လက်မထောင်ပြနေတာကိုမြင်လိုက်ရတယ်ကွကဲပုံမြင်လေးကတော့ဒါပါပဲသားတို့သမီးတို့လည်းတာတာလိုပဲစိတ်တိုးလာတဲ့အခါအသက်ကိုပြင်းပြင်းရှူပြီးတိတ်ကနေ30ထီရေးတော်ထူမမိတယ်နော်တစ်ဖက်လူကစိတ်ဆိုးနေတယ်ဆိုရင်လည်းကိုကကျင်နာတဲ့စကားလုံးလေးတွေနဲ့တုံးပြန်ရင်ရံပွေတွေပျောက်ကွယ်သွားလိမ့်မယ်အမားမလုပ်မိဘူးဝန်ခံရတဲ့တတိရှိဖို့လိုတယ်နော်ကဲဒီညတော့သားတို့သမီးတို့တာတာလိုပဲစိတ်ထားကောင်းတဲ့သူရဲကောင်းလေးတွေဖြစ်ပါစေလို့ဆုတောင်းရင်နှိတ်ချိုက်စွာအိပ်စက်နိုင်ကြပါစေကွယ်ပုံပြင်များကိုကြိုက်နေတဲ့ channel လေးကို like and subscribe လုပ်ထားလိုက်ပါနော်